Hello guys channel ကနေပြန်နေကြဖို့ပါတယ်ကျွန်တော်တို့ trading မှာပေါ့နော် trading လုပ်ပြီးတော့ပြန်ကားဝင်နေတော့တာတွေ trading လုပ်လို့အိမ်ပေါင်လိုက်ရတာတွေဒီအဖြစ်အပျက်တွေတိတ်ပြီးတော့ထူးဆန်းနေရတော့မဟုတ်ဘူးဒီနေ့ဗီဒီယိုကဒီလိုအဖြစ်အပျက်တွေကိုအဓိကဖြစ်ပျက်စေရဲ့ leverage အကြောင်းကိုပြပြပေးတော့မှာပါကျွန်တော်ရဲ့ဒီ leverage ဆိုတာကစာတိုးရောင်းဝင်နိုင်ခွင့်ဖြစ်ပြီးတော့ trading မှာပဲရရှိနိုင်တဲ့ power တစ်မျိုးပဲဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့ဒါဥပမာတစ်ခုနဲ့ဒါကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်ရဲ့လက်ထဲမှာပေါ့နော်သိန်း40ရှိရလက်ရှိရွှေတကြတာကလည်းဒါသိန်း40ပေါက်စီဈေးပေါက်နေရပါတော့ဒါဆိုရင်ဒါကျွန်တော်ရဲ့လက်ထဲမှာရှိတဲ့သိန်း40ကိုဒါကျွန်တော်တို့ကရွှေဆိုင်သွားပြီးတော့ရွှေသွားပြီးတော့ဝယ်ထားလိုက်မယ်ကျွန်တော်ရဲ့လက်ထဲမှာဒါရွှေတကြတာရောက်လာမယ်သိန်းမကြခင်ပေါ့နော်ရွှေရဲ့တန်ဖိုးကဒါကျွန်တော်တို့သိန်း40ကနေပြီးတော့40သိန်း1000ထိဈေးတက်သွားရဲ့အချိန်ကျွန်တော်တို့မှဘိုင်းနေရွှေတကြတာကိုရွှေဆိုင်မှာသွားပြီးတော့ပြန်ရောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က profit လောက်ရလာမှာလေဆိုကျွန်တော်တို့1000 profit ရလာပါလိမ့်မယ်ဒီဥပမာကတော့ဒါအရင်ရိုးရှင်းနေပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့လက်ထဲမှာသိန်း40လည်းမရှိဘူးဒါပေမဲ့ဒါကျွန်တော်တို့ကစောနောကလိုပုံမှန်မျိုးပေါ့နော်အချောင်းဝယ်လေးလုပ်ချင်တယ်ဒါဆိုရင်ဘယ်လိုမျိုးလုပ်လို့ရမလဲဒီလိုကိစ္စရပ်တွေအတွက်ကျွန်တော်တို့ကို trading က leverage လို့ခေါ်တဲ့ super power တစ်ခုကျွန်တော်တို့ပေးထားပါတယ်သူရဲ့အဓိပ္ပာယ်ကတော့ဒါသူဒီစာတိုးရောင်းဝင်ခွင့်ပေါ့နော်ဒီကောင်ကကျတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့ကျွန်တော်ရဲ့လက်ထဲမှာကတသိန်းပဲရှိတယ်ဒီသိန်းကိုဒါကျွန်တော်တို့က14ရဲ့ leverage သုံးလိုက်မယ်ဆိုရင်သူဒီသိန်း40ဖြစ်သွားလိမ့်မယ်ရလာရဲ့သိန်း40နဲ့ဖောင်းနာကလိုပုံမှန်မျိုးပဲရွှေတန်းကနေပြီးတော့ရွှေတကြားသွားပြီးတော့ဝယ်ထားမယ်ဈေးတက်လာတဲ့အချိန်ဒါကျွန်တော်တို့က40တိန်1000လေးဈေးတက်လာတဲ့အချိန်1000ဈေးတက်ရင်ဒါကျွန်တော်တို့1000မြတ်မယ်2000ဈေးတက်ရင်2000မြတ်မယ်3000ဈေးတက်ရင်3000မြတ်လာပါလိမ့်မယ်လက်ထဲမှာတသိန်းရှိရနဲ့အယောင်းဝယ်လုပ်လို့ရတဲ့ပုံမှန်မျိုးပေါ့နော်ဒါပေမဲ့တကယ်လို့တာပေါ့နော်သူကသိန်း40ကနေပြီးတော့ဒါသူ39သိန်း9000လေးဈေးကျတော့အချိန်ဒါကျွန်တော်တို့1000ရှုံးမယ်2000ဈေးကျရင်2000ရှုံးမယ်3000ဈေးကျရင်တော့ဒါ3000ရှုံးတော့မှာပေါ့ကျွန်တော်တို့အခုချိန်မှာဒါကျွန်တော်နားလည်ထားရမှာကကျွန်တော်ရဲ့လက်ထဲမှာကတသိန်းပဲရှိရဒီတသိန်းကိုဒါကျွန်တော်က14ရဲ့ level တုံးပြီးတော့အယောင်းဝယ်လုပ်နေရတကယ်လို့ဒါရှင်းစရာသိန်း40ကနေပြီးတော့41သိန်းဒီဈေးတက်သွားတဲ့အချိန်ဒါကျွန်တော်တို့က profit တသိန်းထိမြတ်လိမ့်မယ်ဒါပေမဲ့တကယ်လို့ဒါရှေ့ဈေးက39သိန်းဒီပေါ့နော်ဈေးကျသွားတဲ့အချိန်သူဒီတသိန်းရှုံးသွားလိမ့်မယ်ကျွန်တော်ရဲ့ live ထဲမှာရှိရလေတသိန်းပဲရှုံးလာတဲ့တသိန်းရှုံးသွားပြီဆိုရင်ဒါကျွန်တော်ကဆက်ပြီးတော့အရောင်းဝယ်လုပ်လို့ရတော့မှာတော့မဟုတ်ဒီလိုပုံစံမျိုးနဲ့သူကအလုပ်လုပ်တာပေါ့နော်ကောင်းကျိုးနဲ့ဆိုးကျိုးကိုပြောရမယ်ဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ live ထဲမှာတသိန်းပဲရှိရဆိုရင်တော့မှသိန်း40ပိုင်းနဲ့သူရဲ့နီးတူဒါကျွန်တော်ကဝင်ပြီးတော့ရောင်းဝယ်လုပ်နိုင်တာဒီ leverage ကကောင်းကျိုးအကြောင်းပါဒါကျွန်တော်က leverage သုံးဝေးမရှိဘူးဆိုရင်တသိန်းနဲ့မရဘူးသိန်းလေးပဲရှိမှာပဲဒါကျွန်တော်တို့အယောင်းဝယ်လုပ်လို့ရပါလိမ့်မယ်မကောင်းတဲ့အချက်ကတော့ဒီလိုငွေပမာဏအနေနဲ့လေးနဲ့အယောင်းဝယ်လုပ်လို့ရနေရဖြစ်တဲ့အတွက်တချို့တွေကဒီဟာကိုဒါတတိဖြစ်ခွေးဖြစ်ပုံစံမျိုးတွေဒါကျွန်တော်ရဲ့ trading မှာလာပြီးတော့ကျင့်သုံးကြတယ်အဲ့လိုပုံစံမျိုးတွေကကံကောင်းရင်တော့ဒါရေတိုကတော့အမြတ်ရှာကောင်းရသွားလိမ့်မယ်ကျွန်တော်ရေရှည်မှာတော့ဒီလိုပုံစံမျိုးတွေကလုံးဝအဆင်မပြေပါဘူးတော့ဒါကြောင့်မလို့ဒါ leverage ကိုသုံးမယ်ဆိုရင်သူရဲ့ risk and reward တွေကိုတခြားနားလည်ထားဖို့အတွက်လိုအပ်တယ်ကျွန်တော်တို့မှာအမြတ်များလိုချင်နေများများဆုံးရှုံးနိုင်ခြင်းရှိရဟိုဒါအထူးသတိထားဖို့အတွက်လိုအပ်ပါတယ် okay ဒီနေ့ရှင်းပြပေးခဲ့ရတာတော့ဒါ leverage ရဲ့အကြောင်းပေါ့နော်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျကဲမိတ်ဆွေတို့ကဒီ forex trading နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်စိတ်ဝင်စားလို့အကောင့်ဖွင့်ပြီးတွေ့ချင်တဲ့ဆိုရင်ကျွန်တော်ဒီမှာဒေါ်လာ50ကနေစပြီးတော့အကောင့်ဖွင့်ပြီး trade လို့ရပါတယ်ဒီအကောင့်ဖွင့်တဲ့သူတိုင်းအတွက်ကျွန်တော်ဘက်ကနေပြီးတော့ VNB signal crew ပြီးတစ်ခါထပ်ပြီးတော့ဒါကျွန်တော်ရဲ့ cost တွေအကုန်လုံးကို VNB crew မှာထပ်ပြီးတော့ free တင်ပေးသွားမယ်အပြင်ကျွန်တော်တို့ market ထဲမှာလည်းဒါနေ့စဉ်ပေါ့နော် daily analysis တွေလည်းဒါကျွန်တော်ရဲ့ဒီ VNB crew ရမှာဒါကျွန်တော်မျှဝေပေးနေရှိပါတယ်ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ဒါကျွန်တော်တို့ description နဲ့ comment မှာပေးထားတဲ့ Telegram link ကနေပြီးတော့ဆက်တယ်အကောင့်ဖွင့်လို့ရပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ